တစ်ဖက်စိန်ရီ green tea ကဝေးချဖို့တကယ်ပဲကူညီပေးနိုင်ပါဝေးချတော့မယ်ဆိုရင်လူတိုင်းအကြံပေးလေးရှိတာကလက်ဖက်စိန်ရီ green tea တောက်ပါဆိုတာပါပဲဒါပေမဲ့ဒါကတကယ်ပဲအစီတွေကိုလောင်ကျွမ်းစေတာလားဘလို့ညွှန်းတောက်တုံတင်လဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင်နော်လက်ဖက်စိန်ရီ green tea ဆိုတာပါလေလက်ဖက်စိန်ရီဆိုတာလက်ဖက်ပင်ရဲ့အရွက်နုလေးတွေကိုအောက်ဆီဂျင်နဲ့ထိတွေ့ပြီးအယောင်ပြောင်းသွားအောင်မလုပ်ပဲအငွေ့ပေးတာဒါမှမဟုတ်အပူပေးပြီးအခြောက်ခံထားတဲ့လက်ဖက်ချောက်အညိုအစားဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့အယောင်ကစိတ်စိမ်ဆူဆူလေးဖြစ်နေပြီးခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတဲ့ဓာတ်တိုးစံချိန်ပစ္စည်းတွေအများဆုံးပါဝင်နေရဖြစ်ပါတယ်ဝေးချဖို့တကယ်ပဲကူညီပေးနိုင်လားအဖြေကတော့ကူညီပေးနိုင်ပါတယ်ဒါပေမဲ့မော်စိတ်ရလူမျိုးတောက်သုံးလိုက်တာနဲ့ချက်ချင်းပိန်သွားတာတော့မဟုတ်ပါဘူးသူကအောက်ပါအတိုင်းအထောက်အကူယူတာပါစီဝါကမချင်းစင်ကိုညှစ်တင်ပေးခြင်းအစီစမ်းညာကိုဖြိုခွဲပေးခြင်းဘိုက်အစီကိုရှော့ချပေးခြင်းတို့ပဲဖြစ်ပါတယ်တောက်သုံးတဲ့အခါတခြားထဲတောက်သုံးရင်ကယ်လိုရီတွေတက်လာပြီးဝေးချဖို့ခက်ခဲသွားပါလိမ့်မယ်ဒါကြောင့်တခြားမထည့်ပဲအစာမစားခင်တောက်သုံးပေးပါလက်ဖက်စိန်ရီဟာစမရေးအတွက်ကောင်းပေမဲ့ညဘက်အိတ်ခါနေတောက်သုံးရင်အိတ်မကျော်တာမျိုးဖြစ်တတ်ပါတယ်ဒါအပြင်တစ်နေ့ကို3ခွက်ထက်ပိုမတောက်သုံးသင့်ပါဘူးနော်